ညီလေးမင်္ဂလာပါအကိုကတော့ဒီ Step to Singapore ကိုဝေပြောပါနော်ညီလေးအနေနဲ့အခုဒီ Singapore သွားဖို့အတွက်ပေါ့နော်ဘယ်လိုမျိုးကြီးကြိုတင်ပြင်ဆင်ခဲ့လဲဒီပြီးသွားလို့ရှိရင်ဘယ်လိုမျိုးဒီ page ကိုသိပြီးတော့မှဒီရှောက်လက်ဟို Singapore အတွက်ကိုရှောက်ခဲ့ရလဲပေါ့နော်ကျွန်တော်အနေနဲ့ကတော့ဒီငယ်ချင်းတယောက်ကပေါ့စင်ပြေတယ်ပြည်တယ်ဆိုပြီးလမ်းညွှန်လို့ကျွန်တော်တည်ပြီးတော့ဆက်သွယ်ပြီးတော့ဟုတ်ကဲ့တောက်လာခဲ့ရပါအခုကညီလေးကတယောက်တည်းသွားရမှာဆိုတော့လေဘယ်လိုမျိုးစိုးရိမ်မှုတွေပါရောရှိလဲပေါ့နော်နောက်လိုက်လာမယ်ဒီညီမတွေအတွက်ကောအဘေးစကားပုံစံမျိုးလေးပေါ့ဟုတ်စိုးရိမ်မှုကတော့ကိုလည်း first time ဆိုတော့ never တော့ရှိပါတယ်ဒါပေမဲ့လည်းစင်ပြေသွားမှာပါအကုန်လုံးဟုတ်ကဲ့ပါဟုတ်ညီလေးဒီ Step to Singapore နဲ့ပေါ့နော်လက်တွဲရတာညီလေးအနေနဲ့အဆင်ပြေလားညီလေးအနေနဲ့ကြံပေးချက်လေးရှိလို့ရှိရင်လည်းပြောပြပါအောင်တစ်ချက်လောက်ဟုတ်ကဲ့အဆင်ပြေပါတယ်ကျွန်တော်ဒီစင်ကာပူကိုကြောင်းတက်ဖို့စပြီးတော့ try မယ်ဆိုရဲဒီ study စင်ကာပူကိုစပြီးစုံစမ်းပြီးလေ့လာပြီးဆိုရဲပေါ့ဒီကိုဖြိုးနဲ့လက်တွဲခွင့်ရတယ် study စင်ကာပူနဲ့လက်တွဲခွင့်ရတယ်အကုန်လုံးအဆင်ပြေပါတယ်ပဲမတိတာနားမလဲတာအကြဘယ်လိုပြောရမလဲပေါ့တစ်ခုချင်းစီပေါ့အဆင်ပြေတာတစ်ခုချင်းစီအကုန်လုံးတခြားရှင်းပြရဲစားစားတဲ့ကိစ္စစအစုံမတိတာရှိလို့ရှိရင်လည်းမြဲစိတ်ရှိရှိနဲ့ရှင်းပြပါတယ်စားနေအဆုံးထိအခုလိုမျိုးဒီစပြီး try တဲ့ချိန်တွေကနေပြီးတော့အခုလိုမျိုးနောက်ဆုံးလင်းပေါ်တက်မဲ့ချိန်ထိတင်တန်းကိစ္စတွေကအစအကုန်လုံးစိတ်ရှိရှိနဲ့ပေါ့တိုက်ပြီးတော့ရှင်းပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကိုဖြိုးလည်းကျေးဇူးတင်ပါတယ်ဆက်လို့စင်ကုန်နဲ့လက်ရရလည်းအဆင်ပြေပါတယ်ဟုတ်